မင်္ဂလာပါကဲစစ်ကြည့်အောင်ဒီမှာတော့ကိုလမ်းဆောင်တစ်ခုရောက်လာတယ်နော်လမ်းဆောင်မှာမိပွင့်မရှိဘူးအဲ့တော့ဘယ်သူဦးစားပေးလဲဆိုတော့အမှတ်အသားလည်းမရှိဘူးလမ်းပခုံးတွေကလည်းလမ်းအတိုင်းပဲ꿰ဝိုက်ပြီးမှရှိနေတယ်အဲ့တော့လမ်းပေါ်မှာမြုပ်ထားတာမရှိဘူးအဲ့တော့ဒီလိုနေရာမျိုးမှာညာဘက်ကသူကဦးစားပေးပါနော်အခုကိုကဘယ်꿰မှာဘယ်ဘက်ကိုအချက်ပြထားတယ်꿰ညာဘက်ကကားအစိမ်းလာတယ်ဆိုတော့ကိုကားအစိမ်းကိုစောင့်ရအောင်မယ်ပြီးတော့ကားအစိမ်းကလည်းသူ့ညာဘက်မှာစပိန်လာနေလို့စပိန်ကိုစောင့်အောင်ပါပေါ့အဲ့တော့ဒီနေရာမှာဆိုရင်စပိန်သွားမယ်စပိန်သွားပြီးတော့ကားအစိမ်းသွားမယ်ပြီးမှကိုဘယ်꿰ခွင့်ရှိမယ်နော်မိကုန်းက welches Verhalten ist richtig ဘယ်လိုပြုလို့ဆိုမှုကMan kann badelen, Primatche, der Gründe PKB muss mich abbiegen lassen. Da sind ja Gogo, Gokumpia mehr, da gab Marabo. Notche, ich muss den Radfahrer abbiegen lassen. Goga Sabine Mago, Gokumpia mehr, da gab Mamare. Notche, ich muss den Gründen PKW durchfahren lassen. Goga Gasengo, Piamon Kumpia mehr. Dale Mamare.ဒီတော့အဖြစ်မှန်ဒီမှာနှစ်ခုရှိမယ် Ich muss den Radfahrer abbiegen lassen ပြီးတော့ Ich muss den grünen PKW durchfahren lassen ဒီမှာလည်းကိုလမ်းစုံတစ်ခုရောက်လာတယ်ဒီမှာတော့မိပွိုင်းမရှိပေမဲ့လက်အမှတ်အသားရှိတယ်နော်ဒီမှာ trigan စောက်ထိုးနဲ့ညာဘက်မှာတွေ့မယ်ဒါဆိုရင်ကိုစောင့်ဟိန်းထားတာဖြစ်အောင်မှာဖြစ်ဆွဲတဲ့ဆိုင်းဘုတ်ရှိသေးတယ်ဖြစ်ဆွဲထားတဲ့ဆိုင်းဘုတ်ကကိုလာတဲ့ဘက်ကိုမြင်းပါနဲ့ပြထားတယ်ဒါဆိုရင်ကိုကလမ်းသွဲရလာတာအဲ့ဒါလိုပဲဘယ်ဘက်ကလက်ထွန်ဆက်ဘက်ကိုလည်းမြင်းပါနဲ့ပြထားတယ်ဒါဆိုရင်သူလည်းလမ်းသွဲရလာတာပြီးကိုယ့်ရဲ့ညာဘက်ကလာတဲ့လမ်းပြီးတော့အဲ့လမ်းကနေကိုရှိတဲ့ဆက်သွားတဲ့လမ်းသူ့ကိုတော့မြင်းထူထူနဲ့ပြထားတယ်အဲ့တော့ညာဘက်ကနေပြီးမှကိုရှိကိုဆက်သွားတဲ့လမ်းကဦးစားပေးလမ်းကိုလာတာကလမ်းသွဲကလက်ထွန်ဆက်ကလည်းလမ်းသွဲကအဲ့တော့ဦးစားပေးလမ်းပေါ်ကစပိန်ဒီစီလာနေတယ်သူကသူ့ရဲ့ဘယ်ဘက်ကို꿰ပြီးဦးစားပေးလမ်းတိုင်းဆက်သွားမှာအဲ့တော့သူ့ကိုလည်းစောင့်ရမယ်လက်ထွန်ဆက်ကလည်းစောင့်နေရမယ်သူသွားပြီးတဲ့အခါလက်ထွန်ဆက်နဲ့ကိုနဲ့လက်ထွန်ဆက်ကကိုရှိမှာအရင်ရောက်တာဒါပေမဲ့လို့သူကလမ်းသွဲကကိုလည်းလမ်းသွဲကကိုကသူ့ရဲ့ညာဘက်ကလမ်းသွဲရလူချင်းမှာကိုကသူ့ရဲ့ညာဘက်ကအဲ့တော့လက်ထွန်ဆက်ကကိုစောင့်ရအောင်မယ်နော်စပိန်သွားမယ်ပြီးရင်ကိုသွားမယ်ပြီးရင်လက်ထွန်ဆက်သွားမယ်မိကုန်းက welches Verhalten ist hier richtig ဘလို့ပြုမလို့ဆိုမှုကဒီနေရာမှာမှန်ကန်ပါတယ်လေMarche ich darf vor dem Traktor fahren ကိုကလက်ထွန်ဆက်ရှိရမောင်းခွင့်ရှိတယ်တဲ့ဒါကမှန်ပါတယ်နောက်တစ်ချက်က ich darf vor dem Radfahrer fahren ကိုကစပိန်မှာရှိရအရင်တွားခွင့်ရှိတယ်ဒါတော့မှားတယ်နောက်တစ်ချက်က der Radfahrer darf vor dem Traktor fahren စပိန်မှာကလက်ထုံးဆက်ရှိရတွားခွင့်ရှိတယ်ဒါလည်းမှန်ပါတယ်ဖြစ်မှာက ich darf vor dem Traktor fahren ပြီးတော့ der Radfahrer darf vor dem Traktor fahren ခုတော့မြို့ပြင်ကဝိပလမကြီးပေါ်မှာညကျော်ကလုံးဝပိတ်ဆို့နေတာမဟုတ်ပေမဲ့ဒီမှာဖြည်းဖြည်းပဲတွားလို့ရတဲ့အနေအထားမျိုးရှိနေတယ်အပေါ်မှာကြည့်ရင်တနယိုကီလိုမီတာ80နှုန်းပဲအမြန်ဆုံးမောင်းခွင့်ပြုထားတယ်ပြီးတော့ကိုရင်ကျော်ရဲ့ဘေးပင်ညာကိုလှမ်းကြည့်ရင်ဒီမှာဆိုင်းဘုတ်အပြာမှာမြင်းအဖြူဘယ်ဘက်မှာနှစ်ချောင်းပြီးရင်အလဲမှာပြီးရင်လက်မှာဒီမှာမြင်းတေတစ်ချောင်းဆွဲပြီးမှညာဘက်ဆုံးမှာမြင်းဖြူတစ်ချောင်းဆွဲထားတယ်အဲ့တော့နှစ်ခုတွေ့မယ်နော်ဆိုင်းဘုတ်မှာတဘောကကိုကပုံမှန်အပြင်ညာဘက်ကျော်လာနေတာဘယ်ဘက်မှာကျော်တစ်ခုရှိတယ်ပြီးတော့ကိုယ့်ရဲ့ညာဘက်မှာမြင်းတေတစ်ခုရှိတယ်အဲ့မြင်းတေရဲ့တစ်ဖက်မှာကအရန်လမ်းကျော် Seitenstreifenပုံမှန်အပြင်အဲ့လမ်းကအသုံးပြုခွင့်မရှိဘူးအခုတော့အဲ့လမ်းကိုသူဖွင့်ပေးထားတယ်ဒီဆိုင်းဘုတ်ကမြင်းတေရဲ့ဘယ်ဘက်ကရင်ကျော်နှစ်ခု
ပြီးရင်မြင်းတရဲ့ညာဘက်ကဇိုက်တန်စလိုက်ဖန်အရန်လမ်းကြောအားလုံးကိုအသုံးပြုပါလို့ပြောချင်တာเนาะရင်ကြောပိတ်ဆို့မှုဖြစ်နေတော့ရင်ကြောပိတ်ဆို့မှုအရှိကြီးရင်တန်းကြီးအရှိကြီးမဖြစ်အောင်လို့မိကုငါ Was gilt für die Nutzung des Seitenstreifens in dieser Situation ဒီအချိန်မှာညာဘက်ကအရန်ရင်ကြောကိုအသုံးပြုမှုနဲ့ပတ်သက်ပြီးဘယ်လိုကန့်သက်ချက်ရှိသလဲပထမတစ်ချက် der Seitenstreifen darf nur von LKWs genutzt werden ဒီညာဘက်စုံစုံရင်ကြောကိုကုန်တင်ရင်တွေပဲအသုံးပြုခွင့်ရှိတယ်တဲ့ဒါကမှားပါတယ်ရင်အားလုံးအသုံးပြုခွင့်ရှိတယ်အခုအချိန်နေမှာနော်နောက်တစ်ချက်က der Seitenstreifen darf nur bei einer Panne genutzt werden ညာဘက်စုံစုံအရန်လမ်းကြော Seitenstreifen ကိုမော်တော်ယာဉ်ပြတ်တဲ့အခါတို့မှသာအသုံးပြုခွင့်ရှိတယ်တဲ့ဒါကတာမန်အချိန်ပါနော်အခုတော့အကုန်အသုံးပြုခွင့်ရှိတယ်ဒါကြောင့်ဒါလည်းမှားတယ်နောက်တစ်ချက်က der Seitenstreifen muss wie ein rechter Fahrstreifen genutzt werden ညာဘက်စုံလုံးအရန်လမ်းကြော Seitenstreifen ကိုပုံမှန်ရင်ကြောလိုမျိုးအသုံးပြုရမယ်တဲ့အခုလိုအနေထားမှာဒါကအဖြစ်မှန်ဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးပြထားရင်ညာဘက်ကအရန်လမ်းကြောကိုလည်းပုံမှန်လမ်းကြောလိုမျိုးပဲအသုံးပြုရမယ်Der Seitenstreifen muss wie ein rechter Fahrstreifen genutzt werden